ဟုတ်ကဲ့ဆရာမဒီမေကွာတော့ဒါတော့ဒါအခုဆိုရင် CGM ပေါ့နော် CGM ပြောနေပြီးတော့ CGM ဆိုတာခန္ဓာကိုယ်ထဲမှာတက်ထားတဲ့ဇလီရဲ့ပြီးရင် data ကိုအမြဲတမ်းပေါ့နော်သူက continuous တိုင်းနေတာကိုလည်းမြင်ရတယ်ပေါ့နော်အဲ့တော့ဒီလူနာသိကျင်တာကဒီသူစားလိုက်တယ်ပေါ့နော်အစားပြီးဒီဆက်မှာ data changes ကိုတဲ့ဘယ်ချိန်လောက်ဆိုရင်သူဟိုပါပေါ့နော်ဟိုတိလို့ရပြီလေပေါ့နော်အဲ့ဒီပေးတာဟုတ်ကဲ့ ဟုတ်သူဒီ glucose ပြောင်းလဲကိုတော့ဆက်ကတကယ်လို့3မိနစ်နဲ့5မိနစ်ကြားမှာအမြဲဖတ်နေရဆိုတော့ကိုယ်ဆက်ပေါ်မူတည်တယ်3မိနစ်တစ်ခါဖတ်တဲ့ဆက်ဆိုရင်တော့ဒီ3မိနစ်နေသူက changes အမြဲတမ်းဖြစ်တော့ပြောင်းလဲမှုကိုတွေ့ရတယ်ပေါ့နော်5မိနစ်တိုင်းတဲ့ဆက်ဆိုရင်အခုတိုင်းတယ်ပြီးရင်နောက်ထပ်5မိနစ်နေကဏ္ဍတစ်ခုပေါ်မယ်ကဏ္ဍတစ်ခုပေါ်မယ်ဒါပေမဲ့ကိုစားလိုက်တဲ့အစားအစာပေါ်မှာတော့မူတည်တယ်များသောအားဖြင့်အစာစားပြီး15မိနစ်လောက်မှာတော့ glucose level ကစတက်တယ်ပေါ့နော်သို့တော့ကိုစားတဲ့အစားအစာရန် glucose ဓာတ်ပေါ့ကစီတက်အရန်များတဲ့ high glycemic index တွေစားလိုက်တယ်ဥပမာကောက်ညင်းလိုဟာမျိုးဒါမျိုးတွေစားလိုက်တယ်ဆိုလို့ရှင်တော့အများကြီးတက်မယ်မြန်တက်မယ်အဲ့တော့ကိုယ့်ရဲ့ကဏ္ဍကမြန်လဲပေါ်များတက်မယ်ဒါပေမဲ့ complex carbohydrate လို့ခေါ်တဲ့ပေါ့နော်ဒီ whole grain လိုဂျုံမျိုးဒါလိုဟာမျိုးစားရင်တော့တက်မယ်နှီးမယ်အဲ့တော့ဘယ်ချိန်မှစပေါ်လဲလို့ပြောရင်ဖြေရတာကကိုစားတဲ့အစားအစာပေါ်ပဲမူတည်တယ် protein ဓာတ်တို့ဘာလို့စားလို့ရှိရင်အခုတောက်လိုက်တယ်မနွားနို့တို့ဘာလို့ချက်ချင်း glucose ဝုန်းဆိုမတက်ဘာလို့သူက complex ဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့ level ကြီးဖြည်းဖြည်းချင်းမှပဲ glucose ကသွေးထဲကိုရောက်မယ်ပေါ့နော်ခုနပြောခဲ့တဲ့ဂျုံwhole grain လိုဂျုံမျိုးတွေဒါမျိုးတွေစားမယ်ဆိုရင်တော့ဖြည်းဖြည်းချင်းမှသူကစီးကျူကတက်လာမယ်အခုကောင်းညင်းလိုဟာမျိုးစားလိုက်တယ်ဆိုရင်မြန်တက်မယ်များတက်မယ်အဲ့တော့ဆက်ကတော့3မိနစ်နဲ့5မိနစ်ကြာမှာပေါ်မယ်အဲ့တော့ဘယ်လောက်မြန်မှာတက်မလဲဆိုတော့ကိုစားတဲ့စားစာပေါ်တော့မူတည်ပါတယ်။တမန်တော့တကယ်တော့ဝါးနေတုံးဆိုတော့မတက်ပါဟုတ်တယ်မလား။မျိုးချလိုက်ပါ။နော်အဲ့လိုပြောတယ်။ဒါကြောင့်မို့သူက15မိနစ်လောက်ဆိုရင်တော့စပြီးတော့အကျန်းအပြင်ပေါ့လေပုံမှန်အဖြစ်တော့ဘယ်စားစာမျိုးမလို့အစားပြီးတော့15 minutes ပေါ့15 minutes ဆိုရင်တော့ glucose changes စတယ်။အဲ့ဒါဘိုက်ထဲရောက်ပြီး15မိနစ်ပေါ့15မိနစ်ပေါ့အဲ့ဒါဆိုရင်တော့စပြီးတော့ပြောင်းလဲတယ်လို့ပြောတော့တော်လည်းများတက်မယ်မြန်တက်မယ်ဖြည်းဖြည်းမှတက်မယ်ဆိုတာတော့သူရဲ့အစားအစာပါဝင်မှုပေါ်မှာတော့မူတည်ပါတယ်ဟုတ်ကဲ့ဒီနောက်ဆုံးမေးခွန်းပေါ့နော်နောက်ဆုံးမေးခွန်းကတော့ဒါဒီလူနာမေးထားတာပေါ့နော်တချို့စီးကြိုလူနာတွေပေါ့နော်သူတို့စီးကြိုဖြစ်လာကြာတဲ့ခါကျရင်သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ဒီပြောင်းလဲမှုကိုသူတို့က awareness ရဒါကိုကျွန်တော်သိရပေါ့နော်ဘာလို့လဲဆိုတော့အဲ့တော့ဒီလူနာတော့ဘာကိုသူကသိကျင်လာလဲဆိုတော့အဲ့ဒီသူခန္ဓာကိုယ်မှာသူခံစားမိတဲ့ awareness နဲ့ဒီ CGM set မှာပေါ့နော်သူတက်ထားတော့မှာပေါ်တဲ့ data ပေါ့နော်ဒီနှစ်ခုကတယ်လီမဖြစ်ဘူးเนาะမကိုက်ညီဘူးပေါ့เนาะအဲ့ဒါဆိုရင်တဲ့သူတိကျဘာလုပ်ရမလဲပေါ့เนาะအဲ့လေးလည်းဖြေပြပါဦးဗျာဟုတ်အဓိကတော့တိတ်ပြီးတော့စိတ်ထဲမှာဘဝင်မကြဘူးတိတ်ပြီးတော့convince မဖြစ်ဘူးစိတ်ထဲမှာတမျိုးလွဲနေတယ်ထင်တော့လက်ထိပ်ပဲဖောက်ကြည့်လိုက်ပါglucometer ဖောက်လိုက်ပါဘာလို့လဲဆိုတော့ဒီ CGM နဲ့လက်ထိပ်ရဲ့အဖြေကမြန်တက်သွားတဲ့စီးကြိုမျိုးနဲ့မြန်ကျသွားတဲ့စီးကြိုမျိုးဆိုရင်နည်းနည်းလေးကွာသွားတတ်တယ်။ဘာလို့လဲဆိုတော့တိုင်းတဲ့နေရာမတူလို့ပဲပေါ့နော်။အဲ့တော့ CGM ဆက်ကအနည်းငယ်နောက်ကျပြီးတော့ကျန်နေတတ်တယ်။ဆိုကြပါစို့စီးကြိုက300တက်သွားတယ်။ CGM 250လောက်ဖြစ်နေတယ်။ဒါပေမဲ့သူဒီနောက်တစ်ချိန်မှာတော့300ပြမယ်ပေါ့နော်။အဲ့တော့တက်ထားတဲ့ဆိုင်ကျတာပူအန်ဒီရများပါတယ်။အဲ့တော့ကိုယ်စိတ်ထဲမှာစီးကြိုကြတယ်လို့လက္ခဏာတွေပေါ့ညင်တုံတယ်တို့ချွေးစည်းပြန်တယ်တို့ဒါမျိုးတွေဖြစ်လာပြီးကြတယ်လဲထင်တယ်ဆိုရင်တော့ CGM ရဲ့အဖြေကြတာကိုမဆောင်မဲနဲ့လက်ထိတ်ကိုအမြန်ဆုံးဖောက်ပြီးတော့ correct လုပ်လိုက်ပေါ့နော်အမြန်ဆုံးလားဒါပေမဲ့ဒါဆိုရင်ဘာလို့ CGM ဆက်ကြီးကကြတာတွေအတွက်ကိုအသုံးဝင်ဘူးလားဆိုတဲ့မေးခွန်းမျိုးဖြစ်လာနိုင်တယ်အဲ့ဒါမေးတော့မယ်မလားเนาะအဲ့လိုတော့မဟုတ်ဘူးတဲ့တချို့လူနာတွေကစီးကြိုသက်တမ်းအရန်ကြာလာတဲ့အခါမှာသူတို့ရဲ့အာယုံကြောတွေကပျက်စီးသွားတယ်ဒါကြောင့်မလို့ခုနကကျွန်မပြောတဲ့စီးကြိုကြကန်ဒီလက္ခဏာတွေကိုသူတို့ကမသိတော့အဲ့ဒါကို hypoglycemia and awareness လို့ခေါ်တယ်ဆိုကြပါစို့စီးကြိုက80 level မှာချွေးစည်းပြန်ရမယ်ရင်တုံရမယ်60လောက်ဆိုရင်မူးလာမယ်သတိလစ်ချင်သလိုဖြစ်မယ်ဒါမျိုးတွေကိုသူတို့ကမခံစားရတော့ဘဲနဲ့လုံးဝကြီးစီးကြိုကြပြီးသတိလစ်တော့မှသာဝုန်းဆိုပြီးတော့လစ်သွားတဲ့လူတွေရှိရပေါ့နော်ဒါမျိုးလူတွေအတွက်ဆိုရင်သူကလက်ထိပ်ဖောက်ဖို့ကိုအချိန်မရအောင်အဲ့တော့စီးကြိုအဲ့လိုမြန်ကြတတ်ပြီးတော့ဒီခံစားမှုကိုမသိရှိနိုင်တဲ့အာရုံကြောထိခိုက်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ CGM ဆက်မှာအလန်းပေးထားလို့ရတယ်ဆိုကြပါစို့ကျမတို့က80 or 85လောက်မှာကိုယ့်ရဲ့စီးချိုဆက်ကကြပြီဆိုရင်သူ့အလန်းပေးထားဆိုသူဒီလက္ခဏာမရှိပေမဲ့လည်း CGM ကြီးကအလန်းပေါ်နေတာဖြစ်နိုင်တယ်အဲ့လိုလူမျိုးအတွက်တော့
သူကအရန်ကိုသုံးဝင်ပါတယ်တခုခုခန်းစားတာတိတ်မသေးကြဘူးဆိုလို့ရှင်တော့ဖောက်ကြည့်လိုက်ပါနောက်တစ်ခုကတော့ဒီ CGM ဆက်တွေမှာတခြားသောဆေးတွေကဒီပေါ်တဲ့ data ကိုနှောက်ယှက်တဲ့ဟာလေးလည်းရှိတယ်ဥပမာအပြင် vitamin C ပေါ့ vitamin C ကိုတစ်နေ့ကို1000နဲ့ပိုတောက်ထားတဲ့လူတွေမှာ CGM ဆက်မှာအဖြေပေါ်တာမှားနိုင်တယ်နောက် paracetamol ကို1000 gram ထက်1000 gram ကိုတစ်နေ့ကို4ချိန်လောက်ထက်ပိုတောက်တဲ့လူတွေ paracetamol အများကြီးတောက်တဲ့လူတွေမှာလည်းဒီဆက်မှာ error ပြနိုင်တယ်အဲ့တော့ကိုယ့်ရဲ့ဆက်ကပေါ့နော်နောက်ပြီးတော့ကျမတို့ကဒီ CGM ဆက်ဆိုတာဒီ tissue အရည်တွေကတိုင်းတာဆို tissue ဖောင်းနေပြီးတော့ဒီမှာအရည်တွေဖောင်းနေတဲ့လူတွေကြရင်လည်းမမှန်နိုင်ဘူးပေါ့နော်အဲ့တော့နောက်ကကျ CGM ကအများဆုံးလက်မှာတက်တယ်ဒါကြီးကိုဖိပြီးအိတ်တဲ့ခါမှာ CGM ဆက်ပေါ်မှာ pressure ဖိတဲ့ချိန်မှာလည်း error တွေဖြစ်နိုင်တယ်ပေါ့ဒီလိုအချက်လေးတွေကိုတော့ထည့်စဉ်းစားဖို့လိုတယ်temperature အရန်တက်တာများတာဒါမျိုးတွေကလည်း CGM နဲ့ကိုယ့်ရဲ့ဆက်နဲ့မှာဖြေကွဲလွဲတာလည်းဖြစ်တတ်တယ်ပေါ့အဲ့တော့ဒီလိုတွေဖြစ်လာပြီးခံစားမှုကတိတ်မသေးကြဘူးတက်လားကျလားမသိဘူးဆိုရင်တော့ခုနလက်ထိတ်ကိုဖောက်ကြည့်ပါနောက်ကိုသုံးတဲ့ဆက်ပေါ့ကိုသုံးတဲ့ဆက်ကဘလို့ဆေးတွေမှာဘလို့မျိုးinterference လို့ခေါ်တယ်နှောက်ယှက်မှုတွေရှိလဲဆိုတာသူ့ရဲ့ဒီဆက်ယုံကလာကနေကသူ့ဆက်ပေါ်တစ်ခုချင်းစီမှာတော့ပါလာပါလိမ့်မယ်အဲ့ဒါတော့ကိုယ့်ဆက်နဲ့ကိုမတူတတ်ဘူးသူ့ဆက်အမျိုးအစားမှာပါတတ်တယ်ဟိုမှာ free style liberate ဆိုလို့ရှိရင် vitamin C 1000မရအောင်တချို့ဆေးတွေနောက်ပိုင်းမှာ vitamin C တောက်လဲရတယ်ဆိုတဲ့ဆက်မျိုးတွေလည်းပေါ်လာတာရှိတယ်ဒါကြောင့်သူ့ရဲ့ generation ပေါ့သူ့ဆက်မျိုးစားပေါ်မှာမူတည်ပြီးတော့ကိုယ့်ဆက်ကဘယ်လိုဆက်မျိုးလဲဆိုတာတော့သုံးတဲ့ခါမှာဒီသုံးတဲ့လူကပြန်ကြည့်ဖို့တော့လိုပါလိမ့်မယ်ခုနကပေါ့နော်ဒါအပေါ်ဆောင်မေးခွန်းပေါ့နော်အပေါ်ဆောင်မေးတာအမရှင်းပြဝိုင်းနဲ့ CGM ဆိုတာတကယ်တော့စီးကြိုတက်တာကိုလည်းမိကျင်တယ်စီးကြိုနှိမ့်သွားတာကိုလည်းမိကျင်တယ်ပေါ့နော်လူနာပေါ့နော်အသက်ဆုံးရှုံးမှုကလေအများကြီးတက်တာနဲ့နှိမ့်ကြပါနဲ့ဘယ်ဟာပို့ပြီးတော့ probability မြင့်လဲပေါ့နော်ဘယ်ဟာမှတက်တာလည်းမကောင်းကြတာလည်းမကောင်းပေါ့နော်သူက CGM မှာတက်ကြဆိုလို့တခုပါလေဒီ14ဘတ် result ထွက်လာရင်သူကဘာပါလဲဆိုတော့ကျွန်မခုနပြောခဲ့တဲ့ time in range ခေါ်တယ်ပေါ့ time in range ဆိုတာစီးချို80ကနေ180အတွင်းကိုတက်ထားတဲ့အချိန်ရဲ့80ရာခိုင်နှုန်းထပ်ပို့ပြီးရောက်ရင်ကောင်းတယ်ဒါပေမဲ့အဲ့တစ်ခုတည်းကြည့်လို့မရဘူးလေသူ့ရဲ့အောက်မှာနောက်ထပ်တစ်ခုပါတယ် CB လို့ခေါ်တယ် CB ဆိုတာစီးချိုတက်ကြနှုံးလို့ပဲဘာသာပြန်တာပေါ့တက်ကြနှုံးက36ရာခိုင်နှုန်းထက်ပိုများရင်လည်းတေပြောင်းမှုများတယ်။ CB ကဆက်ကသူ့ဘာသာသူပြန်တွက်ပေးတယ်ပေါ့နော်။ဆိုလိုတာကသူဟာဒီနေ့မှာ80ထိထိုးဆင်းတယ်။ညနေကျတော့450ဖြစ်တယ်။ဒါမျိုးဆိုရင်တက်ကြများတဲ့လူတွေပေါ့။အဲ့တော့ CGM ဆက်မှာနောက်ပါသေးလဲဆိုတော့သူက CB လို့ခေါ်တဲ့အတက်ကြရာခိုင်နှုန်းကိုပြန်ပြီးတွက်တဲ့ဟာလေးသူကသူပါလာတယ်14ရက်ပြည့်ဒီအဖြေရမယ်ပေါ့အဲ့တော့ကျမတို့ကဒီ time in range လို့ခေါ်တဲ့စီးချိုကဏ္ဍတော်တော်များများတော့80ရာခိုင်နှုန်းကတော့ဒီကဏ္ဍနဲ့ဝင်ပြီးမယ်သူ့မှာထိုးပြီးတော့ကျသွားတဲ့ဟာတွေဘယ်လောက်တက်လဲဆိုတာကိုပါပြန်ပြီးတော့ပြန်ကြည့်လို့ရတယ်ပေါ့နော်တော့တက်သွားတဲ့အခါမှာခဏတော့တက်သွားတယ်ဒါပေမဲ့အရန်တက်လို့ရှင်ဖြစ်တဲ့ယောဂဘယ်လိုဟာမျိုးလဲဆိုတော့ DKA လို့ခေါ်တဲ့ acid တက်များတာနဲ့ HHS လို့ခေါ်တဲ့စီးချိုအရန်တက်တဲ့ဟာပေါ့ဒါတွေကတော့ anti ရှိနိုင်ဒါပေမဲ့သူကအခုတက်ရုံနဲ့ချက်ချင်းမဖြစ်ဘူးရက်တေးပါရက်နည်းငယ်ကြာမှဖြစ်တယ်ပေါ့ဒါပေမဲ့ကျသွားရင်တော့ခုနပြောတဲ့ hypoglycemia ကနှလုံးကိုလည်းထိခိုက်နိုင်တယ်။နောက်အုံနောက်ကိုလည်းထိခိုက်ပြီးချို့ဆိုတတိတွေပါတက်သွားတယ်ထိကိုမောင်ဝင်သွားတယ်လို့မောင်ဝင်သွားတယ်။အဲ့ဒါကိုပြန်ပြီးတော့မြန်ပြန်ပြီးတော့စီးချိုကိုပြန်ပြီးတော့တက်အောင်မလုပ်နိုင်ဘူးဆိုရင်သူကလေဖြတ်တယ်လို့ပဲဒီအာယုံကြောတွေချိုရင်းသွားတတ်ပါတယ်။ကြာတာတော့ပူကြောက်ရတယ်ဒါပေမဲ့တက်လည်းမကောင်းကြာလည်းမကောင်းအတက်ကြများရင်လည်းထပ်ပြီးတော့မကောင်းဘူးပေါ့နော် CV လည်းမကောင်းဘူးအဲ့ဒါလေးတက်ချင်ပါတယ်။ကျွန်တော်ကတော့ကြားတဲ့လူနာကြောင့်ငြိမ်တယ်ပေါ့နော်။တက်တဲ့လူနာကြောင့်လို့ငြိမ်တာအရင်တက်တဲ့လူနာတခါမှကြုံနေဘူးတက်တဲ့လူနာလည်းရှိပါတယ်တက်တရားလည်းရှိကြကြားဝိုင်းလူနာလုံးအောင်ငြိမ်သွားတာသူကမနေ့ပိုင်းမှာသူကောင်းမွန်ပေါ့နော် complaint တွေပါလုပ်နေသေးညနေကြတော့လုံးအောင်အိပ်လို့ဖြစ်သူတို့ကစီးချိုကြားတဲ့လက္ခဏာတွေကအမျိုးမျိုးပေါ့လူပေါ်မှုတည်တယ်ဥပမာခလေးတွေ type 1လေးတွေစီးချိုကြားရင်ကျမတို့လိုလက္ခဏာမရှိဘူးခလေးကစာတင်တဲ့ခါမှာခလေးကအာယုံမဆိုင်နိုင်ဘူးလို့ကျောင်းကဒီလိုမျိုးပြန်ပြောတတ်တယ်ဥပမာခလေး type 1ခလေးတွေစီးချိုကြားတယ်သူတို့က insulin ထိုးတာအဲ့တော့ခလေးကအရန်မှိန်းတယ်ဒါမှမဟုတ်စာအုပ်မလိုက်နိုင်ဘူးဒါလည်း one of the hypoglycemia ရဲ့လက္ခဏာဖြစ်တတ်တယ်ဟိုလူကြီးတွေရောအသက်အရန်ကြီးသွားတဲ့လူတွေကဟဲ့ငါစီးချိုကြားနေလို့ဘယ်သူမှမပြောဘူးဘာပြောလဲဆိုအမေက
ပုံမှန်နဲ့မတူတော့ဘူးကြောင်6ကြားတွေရှောက်ပြောတယ်အမေကမှတ်ညံနေနေပြီလားမသိဘူး dementia နဲ့မှားနိုင်တယ် is ဒါလည်း hypoglycemia စီးချိုကြတဲ့လက္ခဏာဖြစ်နိုင်တယ်ကိုရီအရွယ်လားဟိုမှာကြားတယ်ဆိုရင်ကြားတော့မဲချိုးကျွေးပေါင်းခါညာပြောနိုင်ပြီမဲ့မပြောနိုင်တဲ့လူတွေနောက်မှတ်ညံအားနေတဲ့လူတွေအသက်အရန်ကြီးသွားတဲ့လူတွေတယောက်တည်းနေတဲ့လူတွေဒါမျိုးတွေမှာတော့သူတို့ဒီတခြားလက္ခဏာနဲ့ပြနိုင်တယ်တခြားလည်းအဲ့တော့တခုခုထူးခြားနေပြီဆိုရင်ဒါဒီစီးချိုကြတာလည်းဖြစ်နိုင်ပါတယ်ဆိုတာလေခေါင်းထဲမှာရှိဖို့လိုတာပေါ့နော်အဲ့ဒါလေးတော်ဘိုးလူလာရပါတယ်ဟုတ်ကဲ့ပါဒေါက်တာအနေနဲ့ပေါ့နော်ဒီနေ့မှာဒီလိုအချိန်ပေးပြီးတော့ကျွန်တော်ဒီအစီအစဉ်မှာပေါ့နော်ကူညီပြီးတော့ဖြေချပေးတဲ့အတွက်ဒေါက်တာကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့ဒီစီဂျိုလူနာတို့ရဲ့မိသားစုတွေပေါ့နော်ဒေါက်တာအနေနဲ့ဗာများပေါ့နော်မှာကြားခြင်းတွေလည်းပေါ့နော်ဒေါက်တာအနေနဲ့အဲ့ဒါလေးကိုလည်းဟိုတစ်ချက်ပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့ဟိုစီချိုယောဂကကျမတို့နာတာရှည်ယောဂဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဆရာဝန်တယောက်တည်းလည်းမဟုတ်ပါဘူးလူနာကိုယ်တိုင်ရောနောက်လူနာရဲ့မိသားစုဝင်ပတ်ဝန်းကျင်ရောအားလုံးဝိုင်းဝန်းပြီးတော့ကုသဖို့လိုပါတယ်ကုသတဲ့အခါမှာလည်းကျမတို့ဒီကဏ္ဍလေးတစ်ခုပဲကောက်ရုံပဲမဟုတ်ပါဘူးနောက်ဆက်တွဲယောဂတွေကိုကာကွယ်ရမယ်ပြီးတော့တက်တန်းစီလည်းဖြစ်ရမယ်နောက်ပြီးတော့ခုနနာတာရှည်ယောဂတွေကင်းရှင်းပြီးတော့လည်းစီချိုလူနာဖြစ်ပေမဲ့လည်းဒီဟိုလူဘွားကြီးမှာပေါ့နော်ဒီလိုပုံမှန်စင်တန်းဒီပုံမှန်တိုင်းနေနိုင်အောင်အတွက်အားလုံးဝိုင်းဝန်းပြီးတော့စူးစမ်းဖို့လိုပါတယ်ဟုတ်ကဲ့ပါဒေါက်တာအခုလိုအချိန်ပေးပြီးတော့ဒီအစီအစဉ်မှာပါဝင်တဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့သူများလည်းပေါ့နော်အခုခင်မီနီးပညာ CGM ပေါ့နော် CGM ဆိုတာဘာလဲ CGM ကောင်းခြင်း CGM ကိုကဘယ်လိုအသုံးချလို့ရသလဲနောက်ပြီးတော့ဒီပေါ့နော် CGO နဲ့ဒီ CGM နဲ့ကဘယ်လိုမျိုးဆက်ဆက်တယ်လဲပေါ့နော်CGM ဆိုတာကြောက်စရာကောင်းတဲ့ဆက်မဟုတ်ဘူးဆိုတာကိုလည်းဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့လူနာနဲ့လူနာရှင်များလည်းနားလည်သဘောပေါက်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်